Okay ဒီကနေ့မှာကျတော့ဘောတိစီအခန်းလေး ฝึกอ่านสระอีนะสระอีကိုလေ့လာမှာဖြစ်ပါတယ်တေချာလိုက်ကြည့်မယ်เนาะตาတို့သမီးတို့ ਨੇ Okay ဆရာဖတ်ပါမယ်အနောက်ကတေချာလိုက်ဆိုမယ်เนาะ Okay กิกออีกิဟုတ်ပြီနော်กออีกิคออีခိจออีจิชออีจิตออีติคออีคิทออีทิพออีพิทออีทิรออีรินออีนินออีนิยออียิดมออีมิยออียิดบออีบิทออีทิลออีลิคออีคิคออีขิฟออีฟิดออีอิหออีหิตออีติดดออีดิดดออีดิดยออียิดซออีสิซออีสิลออีลิดลออีลิดซออีสิดวออีวิซออีสิดงออีงิดพออีพิษปออีพิษพออีพิษโอเคဒါဆိုလို့ရှိရင်အဓိပ္ပာယ်ရှိတဲ့စကားလုံးတွေကိုထပ်ပြီးတော့လေ့လာကြည့်မယ်เนาะဒီအပိုင်းမှာကျတော့โอเคဟုတ်ပြီနော်ဘောတိစီအခန်းလေးမှာဆက်လက်အဓိပ္ပာယ်ရှိတဲ့ဆက်လက်လေးကိုထပ်ပြီးတော့လေ့လာကြည့်မယ်ဒီဆက်လက်တရားကျတော့တွာစကောငုံငွေနဲ့တတ်တာတွေတခြားတတ်တာတွေနဲ့ပါဝင်တာဖြစ်တယ်နော်ဟုတ်ပြီတော့ဆက်ပြီးတော့လေ့လာကြည့်မယ်နော်ลิงลออีงอลิงลออีงอลิงลออีงอลิงลิงကပါလဲမြောက်ကိုပြောတာဖြစ်ပါတယ်ဟုတ်ပြီနော်လောက်မြောက်ကိုပြောတယ်ဟုတ်ပြီနော်ကဲစစ်သွားကြည့်မယ်နောက်တစ်ခုကျတော့พลิกพอลออีกอพลิกพอลออีกอพลิกဟုတ်ပြီနော်ဒီဆက်လက်อีကကြတော့နောက်ဆုံးမှာသူကဆက်ဆိုရမှာဖြစ်တယ်ဟုတ်ပြီနော်ညမလို့ထင်မယ်နော်โอเคပြန်သွားကြည့်မယ်พอลออีกอพลิกพลิกဆိုတာပါလဲမြုပ်တီးကိုခေါ်တာဖြစ်ပါတယ်โอเคကဲနောက်တစ်ကြောင်းကိုထပ်ပြီးတော့လေ့လာကြည့်မယ်ညူနော်အီဝေါ်ညူမိုက်ထီယိုညူနော်အီဝေါ်ညူမိုက်ထီယိုညူနော်အီဝေါ်ညူမိုက်ထီယိုညူညူဆိုတာပါလဲလက်ချောင်းတွေကိုခေါ်တာဖြစ်ပါတယ်ဟုတ်ပြီနော်ကဲနောက်တစ်ကြောင်းကိုစစ်ပြီးတော့လေ့လာကြည့်မယ်နောက်တစ်ကြောင်းကကျတော့ပါလဲခင်းခေါ်ဤငေါ်ခင်းခေါ်ဤငေါ်ခင်းခေါ်ဤငေါ်ခင်းခင်းရပါလဲဂျင်းကိုဆိုတာဖြစ်ပါတယ်ဒီဂျင်းကိုဆိုတာနော်ဟုတ်ပြီနော်ကဲနောက်တစ်ကြောင်းကိုစစ်ပြီးတော့လေ့ကြမြင်လေ့လာကြည့်မှာဖြစ်ပါတယ်โอเคနောက်တစ်ကြောင်းကကျတော့ဗာဒီမှာဘာကိုဆိုလို့လဲဟုတ်ပြီနော်နောက်တစ်ကြောင်းကျတော့ဟင်ဟောဤနော်ဟင်ဟောဤနော်ဟင်ကြောက်ခဲကြောက်တုံးဟုတ်ပြီနော်ကြောက်ခဲကြောက်တုံးကိုခေါ်တာပါဟောဤနော်ဟင်ဟောဤနော်ဟင်ရပါလဲကြောက်တုံးကြောက်ခဲကိုခေါ်တာဖြစ်ပါတယ်โอเคဒါဆိုလို့ရှိရင်ဒီဗီဒီယိုလေးကဒီလောက်ပဲတာတို့သမီးတို့နောက်ထပ်ဗီဒီယိုလေးမှာပြန်ဆုံကြမယ်နော် Okay see you next video thank you bye bye มีปินโตสมชายมีปินโตสมชายมีปินโตဟုတ်ပြီနော်စုံချိုင်ဆိုတာကြတော့ဒီကောင်လေးကိုခေါ်တာပဲเนาะဒီလူကလေးကိုခေါ်တာဖြစ်ပါတယ်စုံချိုင်ဆိုတော့လူအမည်ပေါ့เนาะစုံချိုင်မဟုတ်ဘဲနဲ့ဒီမှာကလာလို့စသည်အဖြစ်နောက်ပြောဆိုလို့ရှိအချိုင်လို့နောင်ဝါလို့စသည်အဖြစ်จิตတဲ့လူတယောက်ကိုအစားထိုးလို့ရတယ်เนาะဒီနေရာလေးမှာဟုတ်ပြီเนาะစုံချိုင်မီပင်တိုဆိုတာစုံချိုင်မှာပီတိုရှိတယ်ဆွဲချက်ရှိတယ်လို့ပြောတာဖြစ်ပါတယ်စုံချိုင်ဆိုတာဒီကောင်လေးကိုပြောတာမီပင်တိုဆိုတာပီတိုရှိတယ်လို့ဆွဲချက်ရှိတယ်လို့ပြောတာပါစုံချိုင်မီပင်တိုဟုတ်ပြီနော်စုံချိုင်မှာဆွဲချက်ရှိတယ်လို့ပြောတာဖြစ်ပါတယ်โอเคကဲနံပါတ်1ကကြတော့ထပ်လေမီဟင်ထလေမီဟင်နော်အလုံးကြီးပြောလို့ရှိရထလေမြန်မြန်ပြောလို့ရှိရထလေပေါ့နော်ဟုတ်ပြီနော်ထလေမီဟင်ထလေမီဟင်ဟုတ်ပါထလေမီဟင်သူကဘာပြောလဲဆိုလို့ရှိရင်ပင်လယ်မှာကြောက်တွေရှိတယ်လို့ပြောတာဖြစ်ပါတယ်ဟုတ်ပြီနော်ထလေမီဟင်နော်ဘောပါမလို့ထင်ပါနဲ့ထလေမီဟင်ထလေမီဟင်ပင်လယ်မှာကြောက်တွေရှိတယ်လို့ပြောတာဖြစ်ပါတယ်โอเคခေါ်တော့ပိုင်နောက်တစ်ကြောက်ကကျတော့ဗာပြမဆိုတော့မာနမီနာရိကာမာနမီနာရိကာ
မာနမှာနာယီရှိတယ်လို့ပြောတာဖြစ်ပါတယ်မာနဆိုတာဒီကောင်လေးကိုပြောတာဖြစ်ပါတယ်ဒီမှာမာနဟုတ်ပြီနော်ဟာလူနာမည်ကြက်တက်တူတရားရောက်ကိုကြက်တက်တူကိုအစာထိုးလို့ရတယ်ဟုတ်ပြီနော်မာနမီနာရိကာမှာမာနမှာနာယီရှိတယ်လို့ပြောတာဖြစ်ပါတယ်โอเคရမယ်လို့ထင်ပါတယ်ကဲနောက်တစ်ကြောင်းကိုဆက်သွားကြည့်မယ်နော်โอเคနောက်တစ်ကြောင်းပါလဲနုဘင်နုဘင်နုဆိုတာကြတော့ညစ်ကိုခေါ်တာဖြစ်ပါတယ်နုဘင်ဘင်ဆိုတာညစ်ပြန်တာကိုပြောတာဖြစ်ပါတယ်နော်နုဘင်ဆိုတာညစ်ပြန်တာပြောတာဖြစ်ပါတယ်ရမယ်နော်နုဘင်ညစ်ပြန်တယ်โอเคနော်နောက်တစ်ကြောင်းကကြတော့ဗာပြောမယ်လင်ကင်ကလွိုး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 ဆိုတာမြောက်ကငပြောပြီးစားတယ်လို့ပြောတာဖြစ်ပါတယ်ဟုတ်ပြီနော်လင်ဆိုတာမြောက်ကိုပြောတာပါကင်ဆိုတာစားတာနော်ကလွိုးဆိုတာငပြောပြီးကိုပြောတာဖြစ်ပါတယ်လင်ကင်ကလွိုးမြောက်ကငပြောပြီးကိုစားတာလို့ပြောတာဖြစ်ပါတယ်โอเคဆရာတို့နောက်တစ်ခေါက်ပြန်ပြီးတော့လေ့လာကြည့်အောင်နော်ဟုတ်ပြီနော်โอเคสมชายมีปินโตสมชายมีปินโตစုပ်ချိုက်မှာဆွဲကြိုက်ရှိတယ်လို့ပြောတာဖြစ်ပါတယ်โอเคနောက်တစ်ကြောက်ကြတော့ထတ်လေမီဟင်ထတ်လေမီဟင်ထလေမှာကြောက်တွေရှိတယ်လို့ပြောတာဖြစ်ပါတယ်ပင်လယ်မှာကြောက်ရှိတယ်လို့ပြောတာဖြစ်ပါတယ်โอเคနောက်တစ်ကြောက်ကိုဆက်သွားကြည့်မယ်နောက်တစ်ကြောက်ကြတော့မာနမီနာရိကာမာနမီနာရိကာမာနမှာနာယီရှိတယ်လို့ပြောတာဖြစ်ပါတယ်โอเคနောက်တစ်ကြောက်ကြတော့ဗာပြောမယ်နုဘင်နုဘင်နုဘင်ဆိုတာညှိပြန်တယ်ကိုပြောတာဖြစ်ပါတယ်နုဘင်ညှိပြန်တယ်ဟုတ်ပြီနော်နုဘင်ညှိပြန်တယ်โอเคနောက်တစ်ကြောက်ကြတော့လင်ကင်ကလွိုးလင်ကင်ကလွိုးဟုတ်ပြီနော်လင်ကင်ကလွိုးလင်ကင်ကလွိုးနော်မြောက်ကဘာဖြစ်လဲမြောက်ကငပြောပြီးစားတယ်လင်ကင်ကလွိုးလင်ကင်ကလွိုးမြောက်ကငပြောပြီးစားတယ်โอเคဒါဆိုလို့ရှိရင်ဒီသင်ခန်းစာဆက်လိုက်ဤသင်ခန်းစာလေးရတော့ဒီမှာပဲဆုတ်သတ်ပါမယ်နောက်သင်ခန်းစာလေးမှာပြန်ဆုံ